အရှိအလေပိုင်းရဲ့ကောင်းကင်ယံမှာစစ်သိမ်းတိုက်တွေဖုံးလွှမ်းနေပြီးတော့အီရန်အမေရိကန်ကြားတင်းမာမှုတွေဟာပောက်ကွယ်လွန်နေပါအခြေအနေကိုရောက်ရှိနေပါတယ်အထူးသဖြင့်ကမ္ဘာရင်းနှံတင်တင်မောတွေရဲ့20ရာခိုင်နှုန်းကျော်ဖြတ်တန်းသွားလာနေတဲ့ဟော်မုတ်ရီလက်ကျဟာအချိန်မရွေးပောက်ကွယ်နိုင်တဲ့ဘုံတလုံးလုံးဖြစ်နေတာပါဒီနေရာမှာလူအများစိတ်ဝင်စားနေတာကအကယ်၍စစ်ဖြစ်လာရင်အမေရိကန်ကအီရန်ရဲ့ပျောက်ကြားရေတပ်ဗျူဟာကိုဘယ်လိုတုံ့ပြန်မလဲဆိုတာပဲဖြစ်ပါတယ်ဒီမိခွန်းရဲ့အဖြေကတော့အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ထူးဆန်းတဲ့ပုံစံနဲ့ခင်မစ်စစ်တင်မောကြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒါကတော့ Independent Class Littoral Combat Ship LCS ပဲဖြစ်ပါတယ်ဒီတင်မောဟာရိုးရိုးစစ်တင်မောတွေနဲ့မတူပဲအီရန်ရဲ့ရေတပ်ဗျူဟာကိုချိန်မဖို့တည်တံ့စောက်ထားတဲ့အထူးလက်နက်တစ်ခုလုံးဆိုနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီစစ်တင်မောရဲ့မယုံနိုင်စရာစွမ်းဆောင်ရည်တွေနဲ့အီရန်စစ်ပွဲမှာသူဘယ်လောက်ထိအရေးပါမလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်လိုက်အောင်ခင်ဗျကဲဒီအစီအစဉ်လေးကိုမတင်ဆက်ခင်မှာကျွန်တော်တို့ရဲ့ Golden လက်မြန်မာ channel ကို like and subscribe လေးပြုလုပ်ပေးပါအောင်ခင်ဗျကဲအစီအစဉ်လေးကိုစတင်လိုက်ကြရအောင် Independent Class ရဲ့အထင်ရှားဆုံးအချက်ကတော့သူ့ရဲ့ကိုယ်ထဲဒီဇိုင်းမှာသူဟာတာမန်တင်မောတွေလိုကိုယ်ထဲတစ်ခုတည်းမဟုတ်ဘဲနဲ့ Trimaran ကိုယ်ထဲ3ခုတွဲပုံစံစနစ်နဲ့တိဆောက်ထားတာပါအလျား129မီတာနဲ့အနံ30မီတာရှိတဲ့ဒီတင်မောဟာကြည့်လိုက်ရင်ပင်လယ်ပြင်ကလေရင်ပြန်ဒဇင်းလို့ဖြစ်နေပါတယ်ဒီတိဆောက်မှုပုံစံကြောင့်ရေခုခံအောင်အမြင့်ဆုံး short ချနိုင်ပြီးတော့တနအီကိုရေမိုင်40ကျော်84ကီလိုမီတာ/အဝါအထိမောင်းနေနိုင်ပါတယ်ဒါဟာအမေရိကန်ရေတပ်မှာအမြင့်ဆုံးတိုက်ခိုက်ရေးတင်မောတွေကဒဇင်းဖြစ်လာစေပါတယ်ဒါတွေမကတွေပါဘူးသူ့ရဲ့ရေတိမ်ပိုင်းသွားလိုက်နိုင်မှုကလည်း4.5မီတာ15ပေဝန်းကျင်ပဲရှိတာကြောင့်မလို့ဖြတ်တင်မောကြီးတွေမကတ်နိုင်တဲ့ကမ်းရိုးတန်းရေတိမ်ပိုင်းတွေအထိချင်းကပ်နိုင်တယ်လို့ပန်ကာအစာဝါတာချက် pollution စနစ်ကိုတုံးထားတာကြောင့်ရေထဲကပိုက်ကွန်တွေအမိုက်တွေနဲ့ညှိမှကိုလည်းစိုးရင်စရာမလိုပါဘူးဒါဟာဘာကိုဆိုလိုတာလဲဆိုရင်အီရန်ရဲ့ညနှုံးမြင့်ဆက်လက်ငယ်တွေနောက်ကိုလိုက်လံဖြတ်တောက်ဖို့ဒါမှမဟုတ်ရန်သူကန်ချင်းနဲ့အနီးကပ်ဆုံးနေရာတွေထိချင်းကပ်ပြီးစစ်စင်ရင်လုပ်ဖို့အတွက်ဒီမျက်နှာနဲ့ဒီဇိုင်းဟာအကောင်းဆုံးအားသာချက်ဖြစ်လာပါတယ်။ရန်သူမရိပ်မိခင်မှာတင် LCS ဟာသူလိုအပ်တဲ့နေရာကိုအမြန်ဆုံးရောက်ရှိနေမှာပဲဖြစ်ပါတယ်။ Independence Class ဟာပုံသဏ္ဍာန်အပြင်ထူးခြားနေအောင်တော့မကပဲရေဒါမှာမိထိုးခဲ့အောင်လဲ Stitch နည်းပညာကိုအပြည့်အဝအသုံးချပြုထားပါတယ်။တင်မောရဲ့မျက်နှာပြင်တွေဟာရေဒါလိုင်းကိုပြန်ကန်ထွက်သွားနိုင်အောင်တောင်ဖြတ်ဒီဇိုင်းတွေသုံးထားသလိုအင်ဂျင်ကထွက်လာတဲ့အပူချိန်ကိုလည်းရေပြင်အောက်ကိုစွန့်ထုတ်တဲ့စနစ်ကိုသုံးထားပါတယ်။ဒါဟာဘာကိုဆိုလိုတာလဲဆိုရင်အီရန်ရဲ့ကမ်းခြေတောင်တပ်တွေဟာသူတို့စီကိုအီရန်မှစစ်တင်မောကြီးတစ်စင်းချင်းကပ်လာနေတာကိုရေဒါမှာမမြင်ရနိုင်တယ်လို့အပူရှာဖွေရေး drone တွေရဲ့ပြစ်မှတ်ဖြစ်ဖို့လည်းခက်ခဲသွားစေနိုင်ပါတယ်။ရန်သူနေမြေတွေကိုအတန်တိတ်စိတ်ဝင်ပြီးတော့ကင်းထောက်တာဒါမှမဟုတ်ရုတ်တရက်ဝင်ရောက်တိုက်ခတ်ဖို့အတွက်ဒီ Stitch နည်းပညာစနစ်ဟာအဓိကအသက်သွေးကြိုးပဲဖြစ်ပါတယ်။ LCS ရဲ့အကြီးမားဆုံးလိုအပ်ချက်ကိုmodular ဖြစ်နေပါတယ်ဆိုလိုတာကတင်မောတစ်စင်းမှတဲ့စစ်စင်ရဲ့လိုအပ်ချက်အရာလက်နက်တွေနဲ့ကိုရီးယားတွေကို24နှစ်အတွင်းပြောင်းလဲတက်ဆင်နိုင်တာပါအဲ့ဒါတွေကဘာတွေလဲဆိုတာကတော့ရေပြင်တက်ခိုက်ရေးအတွက်ဒုံးကြီးနဲ့အမြောက်တွေကိုတက်ဆင်မယ်ရေအောက်မိုင်းတွေကိုရှောက်ပွေပျက်စီးဖို့အတွက် drone တွေနဲ့အာယုံခရီးယားတွေကိုတက်ဆင်ပြီးတော့ရေငုပ်တင်မောတွေကိုရှောက်ပွေဖို့အတွက်ဆိုနာစနစ်လိုလည်းတက်ဆင်လို့ရပါတယ်ရေတပ်ဗိုလ်ချုပ်တွေအတွက်ကတော့ Swiss Army knife လိုမျိုးအသုံးဝင်နေတာပါရန်သူကမိုင်းသုံးရင်မိုင်းရှင်တင်မောဖြစ်သွားပြီးတော့ဆက်လေနဲ့လာရင်တိုက်ခိုက်ရေးတင်မောချက်ချင်းပြောင်းလဲသွားနိုင်တာကအီရန်အတွက်တကယ်ကိုခေါင်းခဲစရာတစ်ခုဖြစ်နေပါတယ်အီရန်ရေတပ်ရဲ့အဓိကဗျူဟာကတော့ဆက်လေငယ်တွေအစီး100လောက်ကစစ်တင်မောကြီးတစ်စင်းကိုဝိုင်းပြီးတိုက်ခိုက်နိုင်တဲ့ Swam Tactics ပါဒါပေမဲ့ LCS မှာပါရှိတဲ့လက်နက်တွေကဒါတွေကိုချေမှုန်းဖို့အဆင်သင့်ဖြစ်နေတာပဲဖြစ်ပါတယ်Neva Strike Missile ကတော့ကီလိုမီတာ180ကျော်အကွာကရန်သူတင်မောကိုနင်းမြုပ်နိုင်တဲ့အဆင့်မြင့်ဒုံးကျည်ဖြစ်ပါတယ်။ AMG 114 Hellfire ကတော့အီရန်ရဲ့မျက်နှာမြင့်ဆက်လက်တွေအုပ်စုတွေကိုဒဇင်းချင်းစီတိတိကျကျပစ်ခတ်ချေမှုန်းနိုင်မဲ့လက်နက်ဖြစ်ပြီးတော့ 57mm MK 110အမြောက်ကတော့တမိနစ်ကိုကြီးစံ220အထိပစ်ခတ်နိုင်ပြီးတော့ပြင်းမှန်းငယ်တွေကိုကောင်းကောင်းချေမှုန်းနိုင်စံရှိပါတယ်။ LCS ရဲ့ radar စနစ်ဟာပြင်းမှန်းငယ်လေးတွေကိုတပြိုင်နက်ချေရခံနိုင်ပြီးတော့အမြန်ပြအမြောက်တွေနဲ့တုံ့ပြန်နိုင်တဲ့ကြောင့်အီရန်ရဲ့ဆက်လက်အုပ်စုတွေဟာ LCS နာကပ်ဖို့တောင်မှမလွယ်ကူတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒီတင်မောကို drone mother ship လို့လည်းခေါ်ဆိုကြပါတယ်သူရဲ့ကျယ်ဝန်းလာတဲ့ကုန်းပေါ်ကနေ MQ 8B Fire Scout လို့ drone ရဟတ်ယာဉ်တွေ Night Fish လို့ရေအောက် drone တွေကိုလွတ်တင်နိုင်ပါတယ်ဒါအပြင် LCS မှာ
link 16လို့ခေါ်တဲ့အစင်းမြင့် data ချိတ်ဆက်မှုစနစ်လည်းပါဝင်ပါတယ်ဒါဟာဘာကိုဆိုလိုတာလဲဆိုရင် LCS ဟာစစ်ပွဲရဲ့မျက်လုံးတစ်ဖြစ်တာဝန်ယူပေးနေတာပါသူမြင်ရသမျှရန်သူတီနေရာတွေကိုနောက်နားမှာရှိတဲ့ F-35 စစ်လေယာဉ်တွေနဲ့ဖြစ်တင်မော်ကြီးတွေကိုစက္ကန့်အချိန်ပိုင်းအတွင်းပေးပို့နိုင်ပါတယ်လူတွေရဲ့အသက်အန္တရာယ်ကိုအထိခိုက်မခံမဲ့စိတ်ရုပ်တွေနဲ့တင်ရှေ့တန်းကအန္တရာယ်တွေကိုရှင်းလင်းနိုင်တာလည်းဖြစ်ပါတယ်ဒါပေမဲ့ LCS မှာအားနည်းချက်တွေလည်းရှိပါတယ်ပေါ့ပါမြန်ဆန်ဖို့အတွက်အလူမီနီယမ်ကိုထဲနဲ့လောက်ထားတာကြောင့်ဒုံးကျည်ဒရိုက်ထိမှန်ခဲ့ရင်ခဏကြီးအားနည်းပါတယ်ဒါကြောင့်သူဟာဒဇင်းတဲ့သွားလိမ့်မရှိပဲနဲ့ဖြစ်တင်မော်ကြီးတွေရဲ့အကောက်ွယ်အောက်မှာပဲပူတွဲစစ်စင်ရင်တွေလှုပ်ဆောင်လေးရှိတာပါထူးခြားချက်ကတော့ဒီတင်မော်ဒဇင်းလုံးကိုမောင်းနှင်ဖို့လူအင်အား40ကနေ85ရောက်အထိပဲလိုအပ်ပါတယ်တာမန်ဖြစ်တင်မော်ဒဇင်းမှာလူ300ကျော်လိုအပ်ပေမဲ့ LCS မှာတော့ automation စနစ်တွေကြောင့်လူနည်းနည်းနဲ့ထိန်းချုပ်နိုင်ပါတယ်စစ်ပွဲမှာအကြဆုံးနေအောင်ပြင်ဆင်ထားတာဖြစ်တယ်လို့ကြံတဲ့နေရာလွတ်တွေကိုလက်နက်နဲ့ drone တွေအတွက်ပို့ပြီးအသုံးချတာဖြစ်နိုင်ပါတယ်နီကုံချုပ်ရရင်တော့ Independence Class LCS ဟာအီရန်ရဲ့ဖြစ်မဲ့ကမ်းရိုးတန်းစစ်ပွဲအတွက်တည်တံ့ထုတ်လုပ်ထားတဲ့ခင်မီနီးပညာတွေရဲ့ပေါင်းစပ်မှုတစ်ခုပဲဖြစ်ပါတယ်သူရဲ့မျက်နှာစိတ်ရုပ်စနစ်တွေနဲ့ street နီးပညာတွေကအီရန်ရဲ့အဆင့်အလာရေတပ်ဗျူဟာကိုအဓိကချိန်ချောက်နေတာပဲဖြစ်ပါတယ်အီရန်အနေနဲ့ဘာရှန်ပင်လယ်ကွေ့ကိုအလွယ်တကူထိန်းချုပ်ဖို့စ조사ရင် LCS တွေရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုခန်းစားရမှာအသေးချာပဲဖြစ်ပါတယ်ကဲပရိသတ်တို့ကဘလို့ထင်ပါလဲဒီခင်မီစစ်တင်မော်တွေကအီရန်ရဲ့ဆက်လက်အုပ်စုတွေကိုတကယ်ရောတားဆီးနိုင်ပါမလားကွန်မန့်မှာဆွေးနွေးကြပါအောင်ခင်ဗျကဲအားလုံးကိုကျေးဇူးတင်ပါတယ်